ဒီရုပ်ရှင်ရဲ့စာမှာတော့1943ခုနှစ်အင်ဒိုနီးရှားရွာတစ်ရွာမှာဖြစ်ပျက်ခဲ့တာပါ။ဂျပန်စစ်သားတွေကဒတ်လူမျိုးနဲ့အင်ဒိုနီးရှားလူမျိုးတွေကိုရက်ဆက်ဆက်တပ်ဖြတ်ခဲ့ခြင်းကနေဖြစ်ပျက်ခဲ့တဲ့အမုန်းတရားတွေကြောင့်ပဲကြောက်စရာကောင်းတဲ့ဒီအဖြစ်အပျက်ကြီးကိုစတင်ဖြစ်ပေါ်စေခဲ့တာပါ။လာဗန်နာလို့ခေါ်တဲ့ဒတ်လူမျိုးမိန်းကလေးတစ်ယောက်ကဂျပန်စစ်သားတွေစီကနေအင်ဒိုနီးရှားသုံးပန်းတွေကိုကယ်တင်မှုစ조사နေခဲ့ပါတယ်။သူမရဲ့ရီးစားစီဖူကတော့သူနဲ့အတူထွက်ပြေးဖို့ကိုတောင်းပန်နေခဲ့တာပါ။သူမကညှင်းဆန်ပြီးသူတို့ကိုကယ်တင်ရန်အတွက်လုံခြုံမဲ့အခန်းတစ်ခန်းထဲမှာပိတ်လောင်ထားလိုက်ပါတယ်။အဲ့ဒီချိန်မှာပဲစစ်သားတစ်ယောက်ကသူမကိုထိုးနှက်လိုက်တဲ့အခါသူမလည်းသတိလစ်မေ့မျောသွားပါတော့တယ်။စစ်သားတွေကသူမကိုသူတို့ရဲ့အကြီးအကဲစီဆွဲထုတ်သွားခဲ့ကြပါတယ်။သူမကအပြစ်မဲ့တဲ့သူတွေကိုချမ်းသာပေးဖို့ကိုတောင်းပန်နေပါတယ်။ပြီးတော့လာဗန်နာကအရင်ကသူ့ကိုလည်းဒက်စ်လူမျိုးတွေရဲ့သတင်းအချက်အလက်တွေကိုထိုအရာရှိကိုပေးခဲ့ပြီးကူညီပေးခဲ့တာမို့သူမကိုလည်းအခုပြန်ကူညီပေးဖို့ဂျပန်အရာရှိစီမှာတောင်းဆိုနေပေမဲ့ရုတ်တရက်ကြီးထိုအရာရှိကသူမရဲ့လေပင်ကိုညှစ်ခါတတ်ဖို့လုပ်ပါတယ်။ထိုအချိန်မှာပဲစီဖူကအရာရှိကိုတိုက်ခိုက်ပြီးလာဗနာနဲ့အတူထွက်ပြေးဖို့ကြိုးစားပါတော့တယ်။အရာရှိကလည်းနောက်ကနေတနက်နဲ့ချိန်ပြစ်လိုက်ကတခန့်ရက်သွားခဲ့ပါတယ်။ပြီးတော့ဒီဇလန်လေးကို1993ခုနှစ်ကနေပြန်စတင်ခဲ့ပါတယ်။အမ်ဘာနဲ့ဒီကာဆိုတဲ့မောင်နှမနှစ်ယောက်ဟာဘတ်ကားစီးလာနေကြပါတယ်။အမ်ဘာရဲ့အမြင်အာရုံတွေဟာမှုံရီဝိုးတဝါတာမြင်နိုင်ခဲ့တဲ့သူပဲဖြစ်ပါတယ်။သူတို့မောင်နှမနှစ်ယောက်စကားပြောရင်းစားနောက်နေကြချိန်မှာအနောက်ကနေသူမကြားလိုက်ရတာကစူမြန်တန်တစ်ခုနဲ့အတူသူမရဲ့မှုံရီဝါနေတဲ့မြင်ကွင်းကနေမိန်းကလေးတစ်ယောက်လဲကျသွားတာကိုမြင်လိုက်ရပါတယ်။ထိုမိန်းကလေးကထပြီးအနောက်တန်းမှာရှိတဲ့တခြားနှစ်ယောက်နဲ့အတူသွားထိုင်လိုက်ပါတယ်။ဒါပေမဲ့ဒီကာကကြည့်လိုက်ပြန်တော့ဘသူမှလည်းရှိမနေပြန်ဘူးလို့အမားဖြစ်သူကိုညှင်းလိုက်ပါတယ်။သူမတို့မောင်နှမနှစ်ယောက်ရဲ့ဘဝဟာမိဘတွေမတော်တဆမှုတစ်ခုကြောင့်ဆုံးမသွားခဲ့ရပြီးတဲ့နောက်နေစရာမရှိတဲ့အတွက်အငိမ့်စားဆိုင်ဆိုတဲ့ဒီနေရာကြီးကိုသွားနေကြခြင်းဖြစ်ပါတယ်။သူမရဲ့မိဘတွေနဲ့ခင်ခဲ့တဲ့အန်တီဝတီနဲ့အတူသူမရဲ့သားဖြစ်သူအီချက်ကသူမတို့ကိုနှွေးထွေးစွာနဲ့ကြိုဆိုပေးကြပါတယ်။ပြီးတော့အန်တီဝတီကသူမတို့နဲ့အတူနေကြတဲ့အဖိုးအဖွားအီဒါနဲ့အဖွားအာနီတို့နဲ့အတူမိတ်ဆက်ပေးလိုက်ပါတယ်။သူတို့အားလုံးကအမ်ဘာနဲ့ဒီကာကိုတွေးဆောင်ရခြင်းအပေါ်မှာဝမ်းသာနေကြပါတယ်။မကြခင်မှာပဲအီချက်ကအမ်ဘာကိုအိမ်ဆောင်နီနာနဲ့ပါထပ်မိတ်ဆက်ပေးလိုက်ပါတယ်။ထပ်ပြီးတော့အီဒါရဲ့မိအာသာရောက်လာပြန်ပါတယ်။အာသာကိုတော့အဖွားဖြစ်သူကဒီမှာကြာနေရမယ်လို့တော့ပြောလိုက်ပါသေးတယ်။ဒီလိုမျိုးမလှလေးရှိနေခဲ့တာဘာလို့မနေနိုင်ရမှာလဲလို့တော့အမ်ဘာကစားလိုက်ပါတယ်။ထို့နောက်အီချက်ကအမ်ဘာကိုအင်တာကွန်းကိုပြပြီးတရယောက်ကအကူအညီလိုအပ်လာခဲ့ရင်ဒီခလုတ်ကလေးကိုနှိမ့်သိမ့်နေဆိုတာကိုရှင်းပြလိုက်ပါတယ်။ဒီကာကတော့အိမ်နောက်ကခြံထဲမှာအဖိုးဖြစ်သူနဲ့ကစားနေပါတယ်။ထိုအချိန်မှာပဲသူတို့ရဲ့လေပေါ်ဝဲလေးကအနီးနားကဆွတ်ပစ်ထားတဲ့အိမ်ထဲကိုကျသွားပါတော့တယ်။ကလေးကသူ့ရဲ့ကစားစရာလေးကျသွားလို့သွားယူတဲ့အခါရုတ်တရက်ပဲမိုးတွေကရွာချလာလို့အိမ်သားတွေကအိမ်ထဲပြန်ဝင်ကြဖို့လှမ်းခေါ်ပြီးမြဲကလေးနဲ့အတူအာသာကပါအတူရှိနေခဲ့ပြီးတော့ပိတ်ထားတဲ့ဆွတ်ပစ်အိမ်တွေကိုနှစ်ယောက်သားဝင်သွားခဲ့ကြပါတယ်။မောင်လေးဖြစ်သူရှိရာကိုအမ်ဘာကစန်းတဝါးဝါနဲ့လိုက်လာခဲ့ပြန်ပါတယ်။အမ်ဘာတို့၃ယောက်လည်းအိမ်ထဲမှာစူးစမ်းလေးလာရင်းနဲ့ကြည်နေပါတယ်။ဟိုဒီလျှောက်ကြည့်နေတော့မှပဲအမ်ဘာတယောက်ဆွေးနေတဲ့ပြင်ချက်ကိုနေမိသွားပြီးမြေအောက်ခန်းလိုနေရာတခုတည်းကြာရောက်သွားပါတော့တယ်။ဒီကားနဲ့အာသာတို့လန့်တာဟာနေဘူးလို့ငါဘာလုပ်ရမလဲခဏနေပြီလားအဲ့ဒါရမယ်ဒီမှလည်းငါမရခဲ့လန့်နေငါဒီကားနဲ့အာသာတို့လည်းစိုးရင်တကြီးဆင်းလာခဲ့ကြပြီးသူမကိုဆွဲထုတ်ပေးလိုက်ကြပါတယ်ထူဆန်းနေတဲ့ဒီနေရာကြီးမှာဘာတွေရှိနေတာလဲဆိုပြီးဒီနဲ့ရှာဖွေကြည့်နေတော့အာသာကရှေးဟောင်းတက်ဆက်ကြီးတစ်လုံးကိုတွေးလိုက်ပါတယ်အဲ့ဒီချိန်မှာပဲအမ်ဘာလဲတစ်ခုခုကိုတတိထားလိုက်မိပြီးဒါဘာကြီးလဲလို့မေးလိုက်တဲ့အခါအာသာနဲ့ဒီကာကအနားကိုကတ်လာပြီးအဖြူအောင်ဝစ်စားနဲ့ဖုံးထားတဲ့ထိုအရာကိုဖယ်လိုက်တဲ့အခါခေါင်းပြက်ရုပ်ထုကြီးတစ်ခုကိုတွေ့လိုက်ကြပါတယ်သူတို့၃ယောက်လည်းရုတ်တရက်တော့လန့်သွားကြတယ်ဆက်ဆူးခြင်းစိမ့်နဲ့အာသာကရုပ်ထုကိုခောက်ကြည့်လိုက်တော့ထိုအချိန်မှာပဲအီချစ်ကလည်းထပ်မံရောက်လာပြီးသူ့ရှိရာနေရာကိုဆင်းလာခဲ့ပါတယ်ပြီးတဲ့နောက်အာသာကသူတွေ့ထားတဲ့ဓာတ်ဆန်နဲ့တက်တာကြီးတစ်လုံးကိုပြပြီးဒီအထဲမှာရွှေတွေပိုင်းတယောက်တစ်ဝက်နော်လို့စနောက်ကသူတို့ရဲ့အိမ်ကိုယူသွားကြပါတယ်အမ်ဘာကတော့ထိုရုပ်ထုကိုပဲထိကင်ပြီးမှုန်ရီဝိုးတော်နဲ့စစ်ဆေးနေပြန်တော့မောင်ဖြစ်သူကသူ့အမားကိုလှမ်းခေါ်လို့ပြန်ထွက်ရန်ပြင်တော့မှအနောက်ကနေခေါင်းပြက်ရုပ်ထုကြီးကသူမနောက်ကနေထားလိုက်လာလို့သူမလည်းလှည့်ကြည့်လိုက်ခါထိုနေရာမှာပဲမူလအတိုင်းရှိနေတာကိုတွေ့လိုက်ရပါတယ်အိမ်ထဲကိုရောက်တော့သူတို့ယူလာတဲ့တစ်တာကိုဖွင့်ပြီးဆက်စုနေကြပြန်တော့မှတ်တမ်းဟောင်းစာအုပ်တွေနဲ့ဓာတ်ပုံတက်ပြားတချို့ကိုတွေ့လိုက်ရပါတယ်
ဒယာရီစာအုပ်ထဲမှာတော့လာဗန်နာရဲ့ဓာတ်ပုံတွေနဲ့မှတ်တမ်းတင်ရေးထားတာကိုတွေ့ရပါတယ်။တစ်ဖက်ကအာသာယူလာတဲ့ဓာတ်ပြားနဲ့ဆက်ကိုအသုံးပြုပြီးတော့သူဟာတချင်းဖွင့်လိုက်တာနဲ့လူသားစုအားလုံးကပါဝင်ပြီးတော့ကားခုံလာပျော်ရွှင်ကုန်ကြပါတယ်။သူတို့ကနေတဲ့အချိန်မှာပဲရုတ်တရက်ကြီးမီးတွေကပိတ်သွားတဲ့အခါအီဂျစ်ကအလှည့်ကျမီးပြတ်သွားတာပဲထင်တယ်လို့ပြောလိုက်တော့အားလုံးရဲ့အပျော်တွေဟာရက်တန်ပြီးကိုစီအိယာဝင်ခဲလိုက်ရပါတော့တယ်။အိယာထဲမှာမောင်ဖြစ်သူကအမဖြစ်သူကိုဒီအိမ်ကြီးရဲ့ထူးဆန်းတဲ့အရာတစ်ခုခုကိုတတိထားမိလားလို့မေးလာတော့အမ်ဘာကမတွေ့မိဘူးလို့ညင်းဆန်လိုက်ပါတယ်။တစ်ချိန်တည်းမှာပဲရီနာကမိဖို့ချောင်ထဲမှာအလုံးလုံးနေရင်အီဂျစ်နဲ့အကြည်ဆိုင်နေတော့မှအိမ်တကားကြီးကရုတ်တရက်ပွင့်လာပြီးအတန်ကြားလို့ဘသူလဲလို့ဆိုပါထွက်ကြည့်ပေမဲ့လည်းဘာမှမတွေးလို့တကားကိုပြန်ပိတ်လိုက်ပြီးတော့အိယာထဲဝင်သွားကြပါတယ်။တစ်ချိန်တည်းမှာပဲအမ်ဘာရဲ့အခန်းထဲမှာအင်တာကွင်ကရုတ်တရက်အတန်တွေထမိလာလို့သူမကိုလက်နူးသွားစေပါတယ်။သူမစစ်ဆေးဖို့ထားထွက်လာပြီးအခန်းအပြင်ဘက်မှာတရရောက်အကူအညီလိုအပ်သလားဆိုတာကိုအတန်ကိုဂယုတဆိုင်နာထောင်နေတော့ရုတ်တရက်ပဲသူမနောက်ကနေတရယောက်ကသူမကိုဝင်တိုက်လိုက်တဲ့အခါသူမလည်းလန့်သွားပြီးမီးကလင်းလာခဲ့ပါတယ်။ထို့နောက်သူမရဲ့အမြင်အာရုံတွေပြန်ကောင်းလာခဲ့ပြီးသူမမြင်တွေ့လိုက်ရတာကခြေထောက်မှာတနက်တန်ရနဲ့လူတစ်ယောက်နဲ့အတူမိန်းကလေးတစ်ယောက်ကိုမြင်လိုက်ရပြီးရှင်တို့ကဘသူတွေလဲလို့မေးလိုက်တဲ့အခါမှာတော့ထိုလူတွေကသူမကိုအဖမ်းမလုပ်ကြတဲ့အပြင်လူတချို့ပါထပ်မံရောက်ရှိလာပြီးထိုမိန်းကလေးကထိုလူတွေကိုအကူအညီတောင်းခံနေတာကိုသူမမြင်တွေ့နေရချိန်မှာအမ်ဘာရဲ့လက်ကိုသူမရဲ့မောင်လေးကမဘာဖြစ်လို့လဲဆိုကလာထိတွေ့ခဲ့လို့သူမရဲ့လက်ရှိအချိန်ကိုပြန်ရောက်သွားပြီးတော့အမြင်အာရုံတွေလည်းပြန်လည်မှုံဝသွားခဲ့ပါတော့တယ်။သူမတို့မောင်နှမနှစ်ယောက်စလုံးအိတ်ခမ်းထဲကိုပြန်ဝင်သွားလိုက်ကြပါတယ်။မောင်ဖြစ်သူကသူ့ရဲ့အမကိုဘာတွေမြင်ခဲ့လို့လဲလို့စွတ်မိနေပေမဲ့သူမလည်းဘာမှမဖြေဘဲနဲ့အိတ်ခိုင်းလိုက်ပါတယ်။ထပ်မံပြီးတော့ရုတ်တရက်ဆိုသလိုပဲဓာတ်ပြားကြီးကအလိုလိုတချင်းတန်တွေထွက်လာခဲ့ပြန်ပါတယ်။အိမ်ကတကားတွေကလည်းအလိုလိုပွင့်လာတဲ့အပြင်အဖွားအာနီရဲ့အခန်းတကားကြီးပါပွင့်လာပြီးတယ်လီကွန်ကလည်းအတန်တွေထပ်မံပြီးလာလို့အဖွားအာနီလည်းအိယာကနိုးလာပြီးတရားရအကူကြီးတောင်းခံနေတဲ့အတန်လို့ထင်တာကြောင့်ကူညီပေးဖို့ခလုံးနေပြောပေမဲ့လည်းအကြောင်းပြန်မလာတာကြောင့်ပဲသူမလည်းဖျောင်းနိုင်မီလေးကိုကင်ကကြောင်းလန့်တကြားနဲ့သူမရဲ့အခန်းထဲကနေထွက်လာပြီးတချင်းတန်လာရတခြားအစအဦးစီကိုဦးတီထွက်လာခဲ့ပါတယ်။ဓာတ်ပြားကတချင်းတန်ကြီးကလည်းအဆက်မပြတ်ထွက်နေတော့သူမလည်းပိတ်လိုက်ပြီးပြန်လက်အထွက်မှာတချင်းတန်ကလည်းနောက်တစ်ခေါက်ပြန်ထွက်လာပြန်ပါတယ်။သူမလည်းနောက်ဘက်ကိုပြန်လှည့်ကြည့်ကတချင်းကိုသွားအပိတ်မှာတော့သူမရဲ့နောက်မှာတရေတစ်ကောင်ဖြတ်သွားတာကိုတော့သူမမသိလိုက်ပါဘူး။ရုတ်တရက်ဆိုသလိုပဲမိဖို့ချောင်သုံးပစ္စည်းတွေကကျဲလောင်စွာနဲ့ပြုတ်ကျလာပြန်ပါတယ်။ဒီဖို့ကြောင့်သုံးပစ္စည်းတွေပြုတ်ကျနေတာကိုသူမကမြင်တော့မတော်တဆဖြစ်ခဲ့တာပဲလို့ထင်ကကောက်ယူသိမ်းလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအနီးနားမှာရက်နေတဲ့တဲရဲကိုသူမသတိထားလိုက်မိတယ်။သူမမောကြည့်လိုက်တော့ထိတ်လန့်တုန်လှုပ်ခါအော်ဟစ်ပြီးအပြင်ကိုပြေးထွက်သွားပါတော့တယ်။သူမလည်းရေချိုးခန်းထဲကိုအပြေးဝင်ပြီးအသက်ကိုပြင်းပြင်းရှူရင်းနဲ့အထဲမှာတော့ခတ်လိုက်ပါတော့တယ်။ရုတ်တရက်ပဲအနောက်ကနေသူမရဲ့လေပင်ကိုညှစ်ပြီးလေထဲကိုမြှောက်ပင်လိုက်တဲ့အခါမှာတော့စုပ်ကင်မှုတွေကအရန်တင်းကျပ်လွန်လာကြောင်းအဖွားအာနီရဲ့မျက်လုံးတွေဟာပြူးထွက်ကုန်ပြီးသူမရဲ့အော်တန်ကြီးဟာကျေလောင်စွာနဲ့ပဲ့ကျင်ခံလာပါတော့တယ်။နောက်တနေ့မနက်မိုးလင်းမှာတော့အမ်ဘာကမင်းညက်ကအင်တာကွန်ကနေအတန်ကိုကြားလိုက်ရတယ်လို့ပြောလိုက်တဲ့အခါဝီနာကညကမီးပြတ်နေတာလေလို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအဖိုးကအီဂျစ်ကိုဧည့်ခံတွေကခေါင်းမပါတဲ့အမျိုးသမီးရုပ်ထုကိုခေါ်ပြလိုက်ပါတယ်။အာသာကလည်းရောက်လာပြီးရုပ်ထုကိုအီဂျစ်တည်လာတာမလားလို့ပြောလိုက်ပါတယ်။သူမယူဘူးငါမယူဘူးနဲ့ညင်းနေကြချိန်မှာတစ်ချိန်တည်းမှာပဲအမ်ဘာကရုပ်ထုကိုအနီးကပ်ကြည့်တဲ့အခါအဖိုးကတက်တာထဲမှာသူတွေ့ရှိခဲ့တဲ့ဒိုင်ယာရီဟာတစ်ချိန်ကဒီမှာနေထိုင်ခဲ့တဲ့ Dutch အမျိုးသမီးတစ်ယောက်ရဲ့ဒိုင်ယာရီပဲဖြစ်တယ်လို့ပြောပြလာပါတယ်။သူမရဲ့မိဘတွေကအင်ဒိုနီးရှားနဲ့ပြည်သူတွေကိုချစ်ကြတယ်။သူတို့ကသူမရဲ့မောင်လေးနာမည်ကိုတော့အင်ဒိုနီးရှားနာမည်တစ်ခုပေးရခဲ့တာပါ။ဒါပေမဲ့မိသားစုအတွက်ကြေကွဲဖွယ်ရာဖြစ်ရကြီးတစ်ခုဖြစ်ပွားခဲ့ပါတယ်။သူမရဲ့မောင်လေးအသက်ခံရပြီးသူမရဲ့အမေဟာလည်းနေမကောင်းဖြစ်ကတည်ဆုံသွားခဲ့တယ်။နောက်ပိုင်းတွေမှာလည်းသူမရဲ့အဖေဟာကိုတတ်တည်သွားခဲ့တာပါ။ထို့နောက်အမ်ဘာကအဖိုးကိုဒီအိမ်မှာထူဆန်းတဲ့အရာတွေကိုမြင်ဘူးလားလို့မေးလိုက်ပြီးသူမရဲ့မျက်လုံးဟာခွဲစိတ်မှုတွေပြီးသွားကြတဲ့ကတခြားသူတွေမမြင်နိုင်ခဲ့တဲ့သဘာဝလွန်အရာတွေကိုမြင်နိုင်စွမ်းရှိသွားတယ်လို့ပြောပြလိုက်ပြီးသူမမင်းညကမြင်တွေ့ခဲ့ရတာတွေကိုပါပြောပြလိုက်ပါတယ်။ထို့နောက်မှာတော့အမတ်တရပုံတွေရိုက်နေကြတော့မှအဖွားအာနီမပါမှန်းသိလိုက်ရတော့မှအဖွားကိုလိုက်ရှာကြပါတော့တယ်။
အိမ်ရဲ့နေရာဆောင်ကိုအနှံ့လူစုခွဲပြီးလိုက်ရှာကြတဲ့အခါအမ်ဘာကအမတ်မထီရေချိုးခန်းနဲ့ဝင်ရှာမိသွားပြီးပုံရီဝိုးတော်နဲ့သူမမြင်နေခဲ့ရတဲ့အရာကိုကင်လိုက်တဲ့အခါမှာတော့သူမရဲ့မျက်နှာပေါ်ကိုရဲရဲနေတာတွေပန်းထွက်လာတဲ့အခါသူမလည်းကြောက်လန့်တဲ့ချမ်းနဲ့အော်ဟစ်လိုက်ပြီးကူကောင်းမဲ့အလောင်းကြီးဆိုတာကိုသူမသဘောပေါက်လိုက်ပါတော့တယ်။တခြားသူများဟာလည်းရေချိုးခန်းထဲကိုအပြေးအလွှာရောက်လာကြပြီးခေါင်းမဲ့အလောင်းကြီးကိုမြင်လိုက်ရတဲ့အခါသူတို့အားလုံးလည်းထိတ်လန့်သွားကြပြီးတော့တွေးပြက်သွားကြပါတော့တယ်။ဒီအဖြစ်အပျက်ကြီးကြောင့်ဒီအိမ်ထဲမှာလူသက်သမားရှိနေသေးတာဖြစ်နိုင်တာမို့အဖိုးကလည်းရဲတွေကိုအကြောင်းချထားပြီးပြီလည်းဖြစ်တာကြောင့်ဒီနေရာမှာပဲအားလုံးစုနေမယ်ဆိုရင်လုံခြုံကြလိမ့်မယ်လို့အကြံပေးလိုက်ပါတယ်။ရုပ်ကြည့်နေတဲ့ဗီဒီယိုလေးကိုလည်းလက်မလေးတွေမနှိပ်ရသေးဘူးဆိုရင်တယောက်တစ်ခုချီလောက်နှိပ်ခဲ့ပေးဖို့မြစ်တာရက်ခံပါတယ်။ရှက်ကြီးထိုင်ကုန်မှာရုပ်ထုကြီးမရှိတော့တာကြောင့်အာသာကရုပ်ထုကိုတယောက်ကရွှေ့လိုက်တာလားလို့သူမေးလိုက်တဲ့အခါအဖိုးနဲ့အီဂျစ်တို့ကလာကြည့်ကြတော့ရုပ်ထုကနေရာမှာပဲပြန်ရှိနေခဲ့တာကိုတွေ့လိုက်တော့အာသာကအီဂျစ်နဲ့အငင်းခုန်နေဖြစ်ကြရင်နဲ့အမ်ဘာကအာသာရဲ့ဘက်မှရက်တီးပြီးသူမဟာမိဖို့ကြောင့်ထဲမှာဒက်စ်အမျိုးသမီးတရားကိုတွေးခဲ့တယ်လို့ဝန်ခံလိုက်ပါတယ်။သူမကတခြားသူတွေမမြင်နိုင်တာတွေကိုပါသူမမြင်နိုင်ခဲ့တယ်လို့လည်းရှင်းပြလိုက်ပါတယ်။ရီနာကအခြေအနေတွေဒီလောက်ရှုပ်ထွေးနေတာမို့အတိတ်ပဲမရှိတဲ့စကားတွေကိုရက်ဖို့သူမကိုစူးလိုက်ပါသေးတယ်။ပြီးနောက်အရာရှိယူဂျီကရောက်လာပြီးမိုးရွာလုံးနှောင့်နှေးမှုအတွက်သူကတောင်းပန်ပါတယ်လို့ပြောလိုက်ပါတယ်။အရာရှိကအဖွားအာနေကနေမကောင်းဖြစ်လို့ဆုံးတာလားနှလုံးဖောက်ပြန်လို့ဆုံးသွားတာလားလို့မေးလိုက်တဲ့အခါသူတို့ကအရာရှိကိုရေချိုးခန်းထဲကိုခေါ်သွားကြပြီးအုပ်ထားတဲ့အရာတစ်ခုကိုဖွင့်ပြလိုက်ပါတယ်။ခေါင်းမပါတဲ့အလောင်းကြီးကိုတွေ့လိုက်ရတော့အရာရှိလည်းထိတ်လန့်သွားပြီးအနံ့ဆိုးတွေကြောင့်ပဲအော့အန်ကပြန်ထွက်လာခဲ့ရပါတယ်။သူ့ရဲ့ကားစီကိုသွားပြီးဌာနချုပ်ကိုတက်ကူလုပ်ဖို့အကူအညီတောင်းဖို့ဖုန်းခေါ်နေပေမဲ့မရတာကြောင့်ပဲစိတ်တူနေပြီးနောက်ကြီးမှန်ကိုကြည့်လိုက်မိတဲ့အခါမှာတော့ရုပ်ထုကြီးဖြစ်ချောက်သွားတာကိုမြင်လိုက်ပေမဲ့ခဏကြာမှပဲပြန်လည်ပြောက်သွားခဲ့ပါတယ်။အရာရှိလည်းအိမ်ထဲပြန်ဝင်လာပြီးအိမ်ထဲကဖုန်းနဲ့သူ့ရဲ့ဌာနချုပ်ကိုအကြောင်းကြားဖို့စူးစမ်းနေပေမဲ့တစ်ဖက်မှာဒီကာကအမ်ဘကိုခေါ်ပြီးရုပ်ထုရှိရာကိုလက်ညှိုးကြီးထိုးပြလိုက်တဲ့အချိန်ရုပ်ထုကြီးဟာမတည့်ရက်နေပြီးရုတ်တရက်ပဲမီးတွေပြတ်သွားခဲ့ပါတယ်။အရာရှိကလူရန်ကိုဒီထဲမှာပဲနေပြီးတကားတွေတောက်ခတ်ထားဖို့အမိန့်ပေးလိုက်ပါတယ်။အရာရှိနဲ့အီဂျစ်တို့ကမီးပြတ်တာကိုစစ်ဆေးဖို့သူတို့ထွက်သွားတဲ့အခါမှာတော့ရုပ်ထုကပြန်ထိုင်နေတာကိုတွေ့လိုက်ရပြန်ပါတယ်။ဒီကနဲ့အမ်ဘာတို့ကရုပ်ထုရဲ့အနားကိုတိုးသွားပြီးစစ်ဆေးကြည့်လိုက်တဲ့အခါထိုအချိန်မှာပဲဓာတ်ပြားကနေတချင်းတန်ကြီးကိုကြားလိုက်ရပြီးအားလုံးလည်းလမ်းဖြန့်သွားခဲ့ကအမ်ဘာကဓာတ်ဆက်အနားကိုကပ်ပြီးနားထောင်လိုက်ချိန်မီးတွေအားလုံးဟာပြန်လဲလင်းလာခဲ့ခြင်းဖြစ်ပြီးဒါဟာတော့အမ်ဘာတယောက်တည်းအတွက်ပဲဖြစ်ခါသူမအရင်ညကမြင်ခဲ့ရသလိုတွေဖြစ်ပြီးသူမလည်းရှောက်လန်းလာရမိဖို့ကြောင့်လည်းကိုရောက်လာပြီးအိမ်သားတွေကပါသူမနောက်ကနေလိုက်လာကြပါတယ်အမ်ဘာမြင်နေရတာကဓာတ်အမျိုးသမီးလေးငိုနေခဲ့တာကိုသူမမြင်လိုက်ရပြီးသူမဟာအကူအညီတွေတောင်းနေတော့လဲအင်ဒိုနီးရှားလူမျိုးတွေကသူမကိုရိုက်နှက်ပြီးဆွဲခေါ်သွားကြတဲ့မြင်ကွင်းကိုအမ်ဘာကတခြားသူတွေကိုပြန်လည်ပြပြပေးနေပါတယ်။ဒက်စ်အမျိုးသမီးလေးကိုရွာသားတွေကနှိပ်စက်နေကြပြီးသူမကဒက်စ်လူမျိုးပဲဖြစ်တယ်လို့အော်ဟစ်ပြောဆိုနေခဲ့ပါတယ်။အင်သားတွေကတော့အင်တာကွန်ကနေအတန်တွေကိုမပြတ်မသားကြားနေရပါတယ်။ဒါပေမဲ့အမ်ဘာကတော့ရက်ဆက်ကြမ်းကြုတ်တဲ့အဖြစ်မှန်ကိုမြင်နေရပါတယ်။ရွာသားတွေကဒက်စ်အမျိုးသမီးလေးကိုရက်ဆက်စွာရိုက်နှက်နေကြပြီးဆိုဖူကတော့သူတို့ကိုရက်တမ်းဖို့တောင်းပန်ပေးပါတယ်။တခြားသူတွေကရွှေ့လျားနေတဲ့မှုံရီဝိုးတော်အရေးတွေကိုပဲဓာတ်မီအရေးကနေမြင်ကြရပါတယ်။ဒက်စ်အမျိုးသမီးလေးကိုငါတို့ရဲ့လူမျိုးတွေကနှိပ်စက်ခဲ့ကြတယ်လို့ပြောပြပါတယ်။ရုတ်တရက်ဂျပန်စစ်သားအရာရှိကဒက်စ်အမျိုးသမီးလေးရဲ့သပင်ကိုဆွဲပြီးတော့အင်ဒိုနီးရှားတွေကိုကူညီမယ်လို့ကတိပေးခဲ့ပေမဲ့ဒက်စ်အမျိုးသမီးလေးကတော့သူတို့လူမျိုးတွေမဟုတ်တာကြောင့်တစ္ဆာဖောက်မှုကိုမြည်ဆန်းကြည့်ပါလို့ဆိုကအင်ဒိုနီးရှားတွေကမင်းသေးတာကိုလိုချင်ကြတာမင်းသူတို့ပေါ်ထားတဲ့အချက်ကဘာမှအထိပ္ပယ်မရှိဘူးလို့ပြောနေတဲ့အချိန်ဒက်စ်အမျိုးသမီးလေးဟာပြန်တိုက်ခိုက်ဖို့ကြိုးစားပေမဲ့စစ်သားတယောက်ကသူမကိုတနက်နဲ့ရိုက်လိုက်တာကြောင့်သူမလည်းလဲကျသွားခဲ့ပြီးမရဲ့သွေးဆက်တိုင်းဟာသူတို့ရဲ့အသက်ကိုခြောက်လှမ်းလိုက်မယ်လို့ကြိမ်စားတိုက်ခဲ့ပြီးတဲ့နောက်မှာတော့ဂျပန်အရာရှိကြီးကသူမရဲ့ဦးခေါင်းကိုတိကနေပိုင်းဖြတ်လိုက်တဲ့ထိတ်လန့်စရာကောင်းတဲ့မြင်ကွင်းကြီးမှာအမ်ဘာလည်းကြောက်ရွံ့လာတော့ပေးလိုက်ရပါတယ်ထို့နောက်ဒက်စ်အမျိုးသမီးလေးရဲ့အလောင်းကြီးကိုပိုက်ပြီးဆိုဖူကတဲဆောင်သွားတဲ့နောက်ကိုအမ်ဘာဟာလိုက်သွားပြီးသူမမြင်လိုက်ရတာကဂျပန်အရာရှိဟာဒက်စ်အမျိုးသမီးလေးရဲ့ဦးခေါင်းကိုရေတွင်းနဲ့ပစ်ချလိုက်တယ်ဆိုတာပါပဲဆိုဖူကသူမရဲ့အလောင်းကိုအခုရုပ်ထုထားရနေရာကိုတဲဆောင်လာပြီးသူမကိုခုံတလုံးပေါ်မှာထိုင်ခိုင်းထားလိုက်ပါတယ်ပြီးနောက်သူတို့ငငယ်တုန်းကနားထောင်လေးရှိတဲ့သချင်းဖြစ်တဲ့ Dance သချင်းကိုဖွင့်ပြနေတာကိုတွေ့လိုက်ရတယ်။ဆိုဖီကသူမရဲ့ခန္ဓာကိုယ်ကိုဘီလက်မြေတွေနဲ့ဖုံးအုပ်ပြီးတဖြည်းဖြည်းချင်းရုပ်ထုအဖြစ်ပြောင်းလဲလိုက်ပါတယ်။သူကဒီနိုင်ငံအပေါ်မင်းရဲ့ချစ်ချင်းမြတ်တာကပဲမင်းကိုဒုက္ခပေးခဲ့တယ်လို့ညီးတွားပြောဆိုကဝမ်းနည်းနေခဲ့ပါတယ်။
အမ်ဘာကဒီအဖြစ်မှန်တွေကိုသဘောပေါက်လိုက်ပြီးအိမ်သားတွေကိုပါရှင်းပြလိုက်ပါတော့တယ်။ဆိုဖူကဒက်မင်္ဂလေးစီကနေခွန်လမှုကိုတောင်းခံပြီးသူမရဲ့တွေးဆက်တိုင်းကသူတို့ရဲ့ဘဝတွေကိုဒုက္ခဖြစ်စေလိမ့်မယ်လို့ထက်ခါတလဲလဲပြောလိုက်ပါတယ်။ဆိုဖီကသူမကိုအဖြူရောင်အဝတ်နဲ့ဖုံးအုပ်ပြီးတပြားတွေကိုလည်းပြန်လဲသိမ်းခဲ့ကဂျပန်စစ်သားတွေနဲ့တိုက်ခိုက်ဖို့ပြန်ထွက်သွားခဲ့ပါတယ်။အမ်ဘာကလည်းသူသွားရအပေါ်ထက်ကကိုလိုက်သွားပြီးဆိုဖူတည်ဆုံးသွားတာကိုမြင်လိုက်ရပါတော့တယ်။သူမမြေရောက်ခန်းကိုပြောင်းလာတဲ့အခါမှာတော့ထိုင်ကုန်ကြီးကလဲကျနေပြီးရုတ်တရက်ပဲဒက်အမျိုးသမီးလေးရဲ့ဝိညာဉ်ရှိရာရုပ်ထုကြီးကအရာရှိကိုတိုက်ခိုက်ပြီးလေပင်ညှစ်ထားလိုက်ခြင်းထိတ်လန့်တကြားနဲ့အီဂျစ်ကတရေရုပ်ထုကိုထုံးနဲ့ထိုးလိုက်ပါတယ်။ပြီးတော့လူတိုင်းကိုထွက်ပြေးဖို့အော်ပြောလိုက်ပေမဲ့တရေကအီဂျစ်ရဲ့ဇက်ကိုဖြိုးလိုက်တယ်။အားလုံးလည်းချင်းချင်းကိုကြောင်ထိတ်လန့်တကြားတွေအော်ပြလိုက်ကြပြီးကြေးထွက်ကပဲမြေအောက်ခန်းကြီးကိုပိတ်ဆို့လိုက်ကြပါတယ်။အရာရှိကဒီနေရာကနေထွက်ပြေးကြဖို့နဲ့အားလုံးသူ့ကားထဲမှာဝင်နေဖို့ပြောပြီးဆက်နိုးတဲ့အခါမှာအင်ဂျင်ကဆက်မလို့တော့ပဲရုတ်တရက်ကြီးအော်အော်တန်တွေကအလိုလျောက်ထမြင်လာပြီးအားလုံးလည်းထိတ်လန့်နေကြချိန်မှာရုတ်တရက်ပဲအတန်တွေငြိမ်သွားပြန်ပါတယ်။တရေရဲ့အတန်ကအတန်ဖန်းဆက်ကနေတဆင့်ငါ့ရဲ့ခေါင်းကိုပြန်ပေးလို့ပြောတာတရေကအနာကိုချင်းကပ်လာတာကိုအာသာကမြင်ပြီးတခြားသူတွေကိုသတိပေးတော့လေတရေမကလန်တွက်မှာပဲပြောက်ခွေသွားပြန်ပါတယ်ခဏကြာမှတော့တရေမရဲ့လက်ဝါယာကြီးတွေကကားမှန်ပေါ်မှာပေါ်လာပြီးမှန်ကိုဆွဲချလိုက်ပါတယ်ကားတကားတွေကိုလောချဖို့ပြောနေချိန်မှာပဲရုတ်တရက်ဆိုသလိုအပွားကိုကားတွေကနေဆွဲထုတ်ခြင်းခံရပြီးကားတကားကြီးပြန်ပိတ်သွားပါတော့တယ်အာသာလည်းအဖွားဖြစ်သူကိုကယ်ဖို့ဆင်းလိုက်တဲ့အခါအဖွားရဲ့ခေါင်းအဖြုတ်ခံလိုက်ရတာကိုတွေ့လိုက်ပြီးသွေးပြန့်ကလန့်နေချိန်မှာပဲတရေမကထပ်မှန်ပြီးတော့သူ့ရဲ့နေပင်ကိုပါဆွဲကင်ကဆွဲဖြုတ်ပြလိုက်ပြီးတော့အခြားသူတွေကိုအကောင်းကြီးကင်ပြကထွက်သွားပါရတယ်။အမ်ဘာကရုပ်ထုကိုဖျက်ဆီးပစ်ဖို့အကြံပြုပေးတာကြောင့်တရေမရဲ့ခေါင်းကရေရင်းထဲမှာရှိနေတာကိုသူမမြင်ထားရတာမို့ရုပ်ထုနဲ့အတူဖျက်ဆီးပစ်ဖို့ထွက်လာခဲ့ကြပါတယ်။အဖိုးနဲ့အရာရှိကရုပ်ထုကိုအဲ့ဒီကိုတည်လာကြတယ်။အရာရှိကပစိန်နဲ့ရုပ်ထုကြီးကိုထုခွဲလိုက်ပါတယ်။ဒက်လူမျိုးမိန်းကလေးရဲ့အယိုးစုအကျွမ်းအကြံတွေကိုမီးလောင်လွယ်တဲ့အရေးနဲ့ရေစိမ်ကရေရင်းထဲကိုပစ်ချလိုက်ကြပါတယ်။မိချစ်တွေကကားထဲမှာရှိနေခဲ့တာကြောင့်အဖိုးနဲ့အတူအရာရှိတို့ထွက်သွားချိန်တရေမကရောက်လာပြီးအမ်ဘာနဲ့သူမရဲ့မောင်လေးရဲ့လူတွေကိုညှစ်ထားပြီးလေထဲမှာနှောက်ထားလိုက်ပါတယ်။ယူနာကကူညီဖို့စူးစမ်းပေမဲ့အမ်ဘာတို့မောင်နှမနဲ့အတူတရေမတို့ရေရင်းထဲကိုပြုတ်ကျသွားခဲ့ပါတယ်။ရေရင်းကြီးထဲမှာတော့အယိုးကောင်းကြီးရှိနေကြတာကိုတကယ်ပဲတွေ့လိုက်ရပါတယ်။မင်းတို့အားလုံးတင်ချလိုက်မယ်လို့အဟဲတန်ကြီးကိုကြားလိုက်ရလို့အမ်ဘာလဲလန့်ပြီးလှုပ်ပြလိုက်ပါတယ်။သူမတို့ကအပေါ်ကနေမိချစ်ပစ်ချပေးလိုက်ကြပြီးမမောင်မမဲထဲမှာပဲမောင်နှမနှစ်ယောက်မိချစ်ကိုရှာတွေ့သွားပြီးတဲ့နောက်မီးပုံရှို့လိုက်တဲ့အခါတရေမကမီးလောင်ကျွမ်းနေတဲ့ခဏကိုနဲ့အမ်ဘာကိုဆက်လက်တိုက်ခိုက်နေပြီးတော့အမ်ဘာကလည်းအားကုန်ပဲပြန်လဲတိုက်ခိုက်ပြီးတဲ့နောက်တရေမရဲ့ခန္ဓာကိုယ်ကြီးဟာပြက်စီးပျောက်ဆုံးသွားပါတော့တယ်။နောက်မနေ့ရဲများလည်းရောက်ရှိလာပြီးအဖြစ်အပျက်များကိုမှတ်တမ်းယူအလောင်းများကိုရှင်းလင်းနေကြပြီးသူမတို့ကတော့ထိုအိမ်ကြီးထဲကနေအပီးတိုင်ရွှေ့ပြောင်းဖို့ကိုပြင်ဆင်နေကြတာပဲဖြစ်ပါတယ်။ဒီဇလန်လေးကိုချရတဲ့ပရိသတ်များအားလုံးကြိုက်နှစ်သက်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်။ကြိုက်နှစ်သက်တဲ့ဆိုရင်လည်း channel လေးကို subscribe လေးနှိပ်သွားပြီးတော့မှနောက်ထပ်ကြည့်ချင်တဲ့စကားလေးတွေရှိရင် comment လေးမှာရေးပေးခဲ့ကြပါအောင်နော်။